ကဲဒီနေ့မှာတော့ transmit ကထွက်ရှိထားတဲ့ Mahjong C3 ရဲ့အသုံးပြုပုံလေးတွေကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်စလိုက်ကြရအောင်။အရင်ဆုံးအနေနဲ့ power ဖွင့်မယ်ဆိုလို့ရှိရင်ညီမတို့2စက္ကန့်လောက်ဖိထားပေးရပါမယ်။speaker ကဘယ် device နဲ့မှမချိတ်ရသေးဘူးဆိုလို့ရှိရင်တော့ Bluetooth icon မီးလေးကမှိတ်တုပ်ဖြစ်နေပါလိမ့်မယ်။ကဲဒါဆိုရင်ညီမကဖုန်းနဲ့ချိတ်ပြပေးပါမယ်။ကိုယ့်ရဲ့ device နဲ့ speaker ချိတ်ဆက်ပြီးသွားပြီဆိုလို့ရှိရင်တော့ Bluetooth icon မီးလေးကလုံးဝကိုငြိမ်ကျသွားမှာပဲဖြစ်ပါတယ်။တကယ်လို့ Bluetooth ကိုပြန်ပြီးဖြုတ်ချင်တယ်ဆိုလို့ရှိရင်လည်းညီမတို့ဖုန်းကနေတွားပြီးတော့တကူတက်ကကြီးဖြုတ်ချင်အောင်မလိုပဲနဲ့ speaker မှာပါတဲ့ Bluetooth icon လေးကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ပြန်ပြီးတော့ဖြုတ်လို့ရပါပြီ။ speaker ရဲ့အတန်ထွက်ကိုကျဲချင်တယ်ဆိုလို့ရှိရင်တော့ plus button လေးကိုစက်တိုက်နှိပ်ပေးရပါမယ်။တချင်းကိုနောက်တစ်ပုတ်ကြော်ချင်တယ်ဆိုလို့ရှိရင်ညီမတို့ plus button လေးကို2စက္ကန့်လောက်ဖိထားရုံနဲ့တင်ပဲရှာပါပြီ။အောက်က button လေးကတော့ညီမတို့တချင်းအဖွင့်ပိတ်ပြုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ playback button လေးကိုနှိပ်ပြီးတော့အသုံးပြုလို့ရပါတယ်။ဒါရင်မကသေးပဲနဲ့ voice assistant မှာအသုံးပြုချင်တယ်ဆိုလို့ရှိရင်ဒီ playback button လေးကို2ချက်နှိပ်ပေးလိုက်ပါ။နောက်တစ်ခုကတော့ညီမတို့ speaker ကနေပြီးတော့အတန်အတိုးလျှော့ပြုလုပ်တဲ့အခါမှာသုံးလို့ရမယ့် button လေးပဲဖြစ်ပါတယ်။ညီမတို့ transfer speaker ရဆိုလို့ရှိရင် application နဲ့ချိတ်ဆက်အသုံးပြုလို့ရတဲ့အပြင်မှာညီမတို့ equalizer တွေ bass stand တွေအစားကိုယ်တိုင် customize လုပ်ပြီးတော့အသုံးပြုလို့ရတယ်။ဒီMahjong C3 လေးကအားမရှိတော့ဘူးဆိုလို့ရှိရင်ညီမတို့ power button လေးမှာဒီလိုမျိုးမီးအနီရောင်လေးကမှိတ်တုပ်ပြနေပါလိမ့်မယ်။ကဲနောက်တစ်ခုကတော့ speaker ကိုအလွယ်တကူ reset ချလို့ရမယ်နည်းပါအဲ့ဒါကတော့ဒီ Bluetooth icon လေးကိုပေါ့နော်8စက္ကန့်လောက်ပြီးထားမယ်ဆိုလို့ရှိရင်ညီမတို့အလွယ်တကူ reset ချလို့ရမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ညီမကဒီMahjong C3 နှလုံးကိုချိတ်ပြမှာပဲဖြစ်ပါတယ်အမျိုးအစားတူနှစ်ခုဘယ်လိုချိတ်ရမလဲဆိုလို့ရှိရင်တော့ဒီ Bluetooth icon လေးကိုညီမတို့3စက္ကန့်လောက်ဖိထားရပါမယ်သူကအချိန်လေးရောနည်းနည်းလေးရောစောင့်ရတယ်ကဲဒီလိုမျိုး Bluetooth icon မီးလေးတွေကနှစ်ခုလုံးငြိမ်သွားပြီဆိုလို့ရှိရင်တော့အမျိုးအစားတူနှလုံးချိတ်ဆက်သွားရပြီပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ် transmit speaker တွေနဲ့ပတ်သက်တဲ့ user manual တွေကိုညီမကအသေးစိတ်ပြောပြပေးမှာမို့လို့ညီမတို့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်